ဦးဇင်းတော်ပြင်မနာ9မှတ်တက်ကုန်း10မှတ်ပါပဲဗျဦးဇင်းတော်ပေတမရရဆိုတာပြည်သူတွေတက်ကုန်း9မှတ်ပြင်မနာ9မှတ်ပါဗျဆိုချုံကောင်းလုံးနေဗျစာပေရှိအမှတ်9 7ပန်းပါပဲဗျစာပေရှိအမှတ်7 9ပါပဲဗျစာပေရှိအမှတ်9 7ပါပဲဗျစာပေရှိမ7 9ပါပဲဗျလုံးအောင်စာပေရှိမ7 9ပါပဲဗျစာပေရှိအမ9 7ပါပဲဗျစာပေရှိအမ7 9ပါပဲဗျဦးဇင်းတော်ဘေးရိုက်လုံးဝေသွားတာဖြစ်သည့်အတွက်ပြင်မနာ10မှတ်တက်ကုန်း9မှတ်ပါပြီဗျဟုတ်တယ်ဦးဇင်းတော်ကြောက်ကြီးရဲ့ရိုက်လုံးတော့စောရှင်ဘလော့ကင်မိသွားတာဖြစ်သည့်အတွက်ပြင်မနာ9မှတ်တက်ကုန်း9မှတ်ပါပြီဗျမနေရလူပဲသွားမှာလေစာပေရှိအမှတ်9 all ပါပဲဗျစာပေရှိအမှတ်9 all ပါပဲဗျစာပေရှိပြင်မနာ9မှတ်တက်ကုန်း10မှတ်ပါခင်ဗျစာပေရှိအမှတ်9မှတ်10မှတ်ပါပဲဗျဦးဇင်းတော်ဘေးပိုက်မကြော်တာဖြစ်သည့်အတွက်ပြင်မနာ10မှတ်တက်ကုန်း10မှတ်ပါဗျစာပေရှိ10မှတ်တူပါပဲဗျဦးဇင်းတော်တက်ကုန်း17မှတ်ပြင်မနာ10မှတ်ဖြစ်သွားပြီဗျစာပေရှိ10မှတ်17မှတ်ပါပဲဗျဦးဇင်းတော်တက်ကုန်း12မှတ်ပြင်မနာ10မှတ်ဖြစ်သွားပြီဗျစာပေရှိ10မှတ်12မှတ်ပါပဲဗျစာပေရှိပြင်မနာ10မှတ်တက်ကုန်း12မှတ်ပါပဲဗျဦးဇင်းတော်
ဘေးရိုက်လုံးတမတ်ရရှိသွားတာဖြစ်သည့်အတွက်ဒီတော့တက်ကုန်း14မှတ်ပြင်မနာ10မှတ်ပါဗျဘာလို့လုံးလိုက်နေခုနကဘုဟာ ကိုစင်တော်ပြင်မနာ17မှတ်တက်ကုန်း14မှတ်ပါဗျစာပေချိန်17မှတ်14မှတ်ပါဗျစာပေချိန်ပြင်မနာ17မှတ်တက်ကုန်း14မှတ်ပါဗျကြောက်ကြီးကောင်းလုံးနေဗျဒီတော့တယောက်ကြီးပွဲစဉ်မှာဘေးရဲ့စားဘေးကောင်းမှုနဲ့တူတက်ကုန်းကတော့15မှတ်17မှတ်နဲ့အနိုင်ရရှိသွားပြီဗျ